ဂျာတပဒေသားသမီးတွေကိုအေးဆေးထင်ရင်ခမရတော်မားသွားလိမ့်မယ်သူတို့ရဲ့တိတ်ဆိတ်မှုနောက်ွယ်မှာကြောက်စရာကောင်းတဲ့ပြတ်သားမှုရှိနေတယ်စေတနာကိုအလွဲသုံးစားလုပ်မိရင်အစိုးဆုံးတုံ့ပြန်တတ်တာဂျာတပဒေတွေပဲသူတို့ရဲ့မာနကထိတ်ခေါင်မှရှိတယ်ဘသူကမှဒူးမထောက်ဘူးဘသူစီကမှလည်းအလကားမလို့ချင်ဘူးကိုအားကိုကိုမိအမြင့်ဆုံးကိုတတ်လန်းခြင်းနဲ့သွေးကငငယ်ကလေးကပါလာတာအထင်သေးခံရလီလေးပိုပြီးအောင်မြင်အောင်လုပ်ပြလီလေးပဲတေးခံခြင်းရဲ့အဆုံးသတ်ကတော့အေးဆက်မှုပဲဂျာတပတိတွေကတော်ယုံဆိုဖြုံးလေးနဲ့ခွင့်လွှတ်ပေးတတ်ကြပြီမင်းတော်ပြီလို့ဆုံးဖက်လိုက်တဲ့နေ့မှာတော့အဲ့ဒီလူကသူတို့ကဘာတွေကနေထာဝရပျောက်ကွယ်သွားပြီတာမှတ်လိုက်တော့ပြန်လက်ကြီးလိမ့်မရှိတဲ့ ice cold နှလုံးသားပိုင်ရှင်တွေပါမတရားတာမြင်ရင်မနေတတ်ဘူးမျက်နာလိုမျက်နာရဖားတတ်တဲ့သူတွေကိုအထူးသဖြင့်ရွေးနေစကားပြောရင်ပွင့်လင်းတယ်ပြတ်သားတယ်လိုရင်းတဲ့ဖြိုးတယ်လို့တချို့ကစကားကြမ်းတယ်ထင်ကြပြီမဲ့တကယ်တော့အဲ့ဒါသူတို့ရဲ့ရိုးသားမှုပဲဖြစ်ချင်တာရှိရင်ဖြစ်အောင်လုပ်တယ်ဖြည်းဖြည်းချင်းတွားချင်းတွားမယ်ဒါပေမဲ့ဘယ်တော့မှနောက်မဆုတ်ဘူးလောကဒဏ်ကိုဖြုံလေးရင်ဆိုင်ရင်းနဲ့နောက်ဆုံးမှအောင်မြင်မှုကိုအယူယူပြမယ်သူမျိုးတွေပါအတိုးချုပ်ပေါ်ရရင်ဂျာတပတိတိုင်းသမီးတွေဆိုတာချစ်ရင်အသေးဆွဲမုံငင်အမြင့်ပြတ်တတ်တဲ့ခညားထဲဝါပြီးစိတ်ဓာတ်ခိုင်မာလို့နဲ့သူရဲကောင်းစာနဲ့သူတွေပဲဖြစ်ပါတယ်ဒီထဲကအချက်တွေနဲ့ဘယ်နဲ့ချက်လောက်ကင်နေလဲဂျာတပတိတွေ comment မှာကိုအချက်ကိုလာရေးသွားအောင်